ဒူရီဝါနာရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကိုပိုင်ကနေပြီးတော့16ရက်2လပိုင်း2026မှာထွက်မဲ့ဒူရီကိုပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဗီဒီယိုရဲ့အဆုံးမှာ 3D ကိုလည်းကျွန်တော်ကနေပြီးတော့မြစ်တာလက်ဆောင်အနေနဲ့ထည့်ပေးသွားပါမယ်ခင်ဗျာ16ရက်2လပိုင်း2026မှာဒူရီကိုတေချာပေါက်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးသွားကြဖို့အတွက်တိုက်တွန်းပါစီခင်ဗျာဗီဒီယိုလေးမစတင်ခင်မှာလည်းဒီကျွန်တော်ရဲ့ဒီကိုပိုင် 2D channel လေးကို subscribe နေပြီးတော့အားပေးခဲ့ကြပါအောင်ခင်ဗျာပထမဆုံးမိတ်ဆွေတို့ကိုထိပ်စီးဆိုင်လေးနဲ့စတင်သွားမယ်ထိပ်စီးဆိုင်လေးကဘယ်ကနေစလဲဆိုရင်ဒီမှာရှိတဲ့နှစ်နဲ့ဒီမှာရှိတဲ့8နဲ့ဒီနှစ်8ကိုပေါင်းပေးရမယ်နှစ်နဲ့8ပေါင်းခြင်းကဘာရလဲဆိုလို့ရှိရင်3ညရတယ်3ညကိုပေးတယ်နောက်ပြီးတော့ဒီမှာ6နဲ့1နဲ့ကိုပေါင်းပေးရမယ်9ရဲ့1ရဲ့ပေါင်းခြင်းကလည်း3ညကိုပေးတယ်3ညကိုပေးတော့နောက်တစ်ခေါက်အနေနဲ့ကျွန်တော်တို့ကနေပြီးတော့ဒီမှာ3နဲ့8နဲ့ကိုပေါင်းပေးရမယ်3နဲ့8နဲ့ကိုပေါင်းတော့ဘာပေးလဲဆိုတော့1ကိုချပေးတယ်ဟုတ်နော်1ပြီးသွားတယ်ဒီမှာဆိုလို့ကျွန်တော်တို့က6နဲ့5ကိုပေါင်းပေးရမယ်6နဲ့5ကိုပေါင်းတော့ဘာပေးလဲဆိုလို့ရှိရင်1ချပေးတယ်ဟုတ်လား2နဲ့8ပေါင်း2နဲ့8ပေါင်းခြင်းက2နဲ့8ပေါင်းခြင်းက3ညမလို့9နဲ့1ပေါင်းခြင်းက3ညချပေးပြီးတော့3နဲ့8ပေါင်းခြင်းက1မလို့6နဲ့5ပေါင်းခြင်းကလည်း1ကိုရရှိသွားပြီဖြစ်တယ်အခုထပ်မှန်ပြီးတော့လာမယ့်16ရက်2လပိုင်း2026တနင်္လာနေ့ဒူရီရဲ့16ရက်နေ့အတွက်ထိပ်သီးကိုပြန်လည်မျှဝေပေးပါတော့မယ်ခင်ဗျာအဲ့ဒါကလည်း3ညရဲ့9ရဲ့ပေါင်းပေးရမယ်3ညရဲ့9ရဲ့ပေါင်းပေးရမယ်3ညရဲ့9ရဲ့ပေါင်းတော့3ညရဲ့9ရဲ့ပေါင်းခြင်းက9ကိုရတယ်အဲ့ဒီ9ကိုဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတဲ့3ညရဲ့ဒီမှာရှိတဲ့3ညရဲ့ဒီမှာရှိတဲ့3ညရဲ့လွတ်နေတဲ့ကဏ္ဍကပေါင်းခြင်းတည်လေ9ကိုဆင်းရမှာမို့လောလောဆယ်ကျွန်တော်တို့က3ညတစ်လုံးပဲရှိတယ်3ညကိုကျွန်တော်တို့က9ဖြစ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ကဒီမှာ9ထပ်ပြီးရေးပေးရမယ်ဒီမှာ9ထပ်ပြီးရေးပေးရမယ်နော်အဲ့ဒီမှာ3ညနဲ့9နဲ့ပေါင်းခြင်းက9ရတယ်3ညဒီကျွန်တော်တို့မိတ်ဆွေတွေလာမဲ့ဗါတဲ့16ရက်2လပိုင်း2026တနင်္လာနေ့မှာထွက်မဲ့ထိပ်သီးဖြစ်သွားပြီးကျွန်တော်မိတ်ဆွေတွေဖြစ်မြင်တဲ့အတိုင်းကျွန်တော်တင်ဆက်ပေးလိုက်တဲ့9ထိပ်စီးစိုက်ကလေးကိုတော့မိတ်ဆွေတွေအားရကျင်းနေလိမ့်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါအခုဆိုကျွန်တော်တို့နောက်ထပ်ဒုတိယ site ထိပ်သီးကလည်းဘယ်ကနေစရမလဲဆိုရင်ဟောဒီက3ည5ဟောဒီက3ည5ပေါင်းခြင်းကယူရမယ်ပေါင်းခြင်းကဘယ်လောက်ရလဲဆိုလို့ရှိရင်3ည5နဲ့5နဲ့ပေါင်းလို့ရှိရင်5နဲ့5နဲ့ပေါင်းလို့ရှိရင်3ညရတယ်အဲ့တော့3ညကိုကျွန်တော်တို့က power ပြောင်းပေးရမယ်ကျွန်တော်3ညရဲ့ power က5ကျွန်တော်အဲ့ဒီ5စီးဖြစ်ရမယ်ကျွန်တော်တို့ဒီမှာ3ည1 4ပေါင်းခြင်း3ည1 4ပေါင်းခြင်းရလဲကျွန်တော်တို့ဘာရလဲဆိုလို့ရှိရင်9ရတယ်ဟုတ်လားဆက်ကြည့်လိုက်ရအောင်ပြီးရင်နောက်တစ်စိုက်ကြည့်လိုက်ရအောင်ဒီမှာရှိတယ်ကျွန်တော်တို့9 1 4ပေါင်းခြင်း9နဲ့ပေါင်းတော့6နဲ့ပေါင်းတော့3ညရ3ညရဲ့ပါဝါ9အဲ့ရောဒီမှာ9 3ညကိုပါဝါပြောင်းပေးရမယ်ကွာပါဝါကနေပြီးတော့3ညရဲ့ပါဝါ9အဲ့ဒီမှာ9ဒီမှာရှိတဲ့ကျွန်တော်တို့ဒီမှာရှိတဲ့6နှစ်လေးကိုကျွန်တော်ပေါင်းပေးရမယ်ဒီမှာဆိုလို့ရှိရင်2 6လေးကိုပေါင်းပေးရမယ်မင်းကတိတ်မထူနော်မြင်ရလားမသိဘူးနော်ဒီမှာဆိုလို့ကျွန်တော်တို့2 6လေးကိုပေါင်းပေးရမယ်2နဲ့9နဲ့ပေါင်းတော့2နဲ့9နဲ့ပေါင်းတော့1နဲ့4နဲ့ပေါင်းတော့9အဲ့တော့ဒီမှာလေ9ဟုတ်လား9ထိပ်ပြီး9ပေါ့နော်3ည5ပေါင်းခြင်းက3ည5ပေါင်းခြင်းက3ညပါဝါက9ပြီးတော့3ည1 4
တုံညာတက်လေးပေါင်းခြင်းကငါကိုပြီးတော့ငါတက်လေးပေါင်းခြင်းကလည်းငါတက်လေးပေါင်းခြင်းကလည်းငါဆိုပြီးရတယ်နှစ်ကိုလေးပေါင်းခြင်းကလည်းငါကိုပြီးတယ်နှစ်ကိုလေးပေါင်းခြင်းကလည်းငါကိုပြီးတယ်ဆက်ပြီးတော့ကျွန်တော်တို့နောက်ထပ်ထိပ်သီးလေးကိုဆက်ကြည့်လိုက်ရအောင်ဒီမှာ2ရယ်4ရယ်8ရယ်ကျတော့2ရယ်4ရယ်8ရယ်ကိုပေါင်းလိုက်လို့ရှိရင်ဒီမှာဆိုလို့ရှိရင်4ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်4ရတယ်2ရယ်နဲ့ပေါင်းတော့2နဲ့10ပေါင်းရှင်10နဲ့ဒီမှာ4နဲ့ဆိုတော့3ရတယ်မ4ကျတော့4ရတယ်4ရဲ့ပါဝါက9 4ရတယ်4ကိုကျွန်တော်ဘာပြောင်းပေးရမလဲဆိုလို့ရှိရင်ပါဝါပြောင်းပေးရမယ်အဲ့တော့ဘာရလဲဆိုလို့ရှိရင်9ရသွားတယ်အဲ့တော့ဒီမှာ61ရဲ့လွတ်နေတဲ့ကဏ္ဍဒီ6ကိုဆင်းရမယ်အဲ့တော့ဒီမှာ6တဲ့ပေါင်းတော့ခွန်မဲရှိတယ်ခွန်မဲရှိတယ်ခွန်ကိုကျွန်တော်တို့ကဒီမှာ6ပြစ်ချင်တယ်ဆိုလို့ရှိရင်2ထပ်ပေါင်းပေးရမယ်ဟုတ်လားဘာထပ်ပေါင်းပေးမလဲ2ထပ်ပေါင်းပေးရမယ်ကျွန်တော်ဒီမှာ6 1 2ပေါင်းခြင်းဒီ9ရတယ်ကိုဖြစ်နိုင်ဟုတ်လားကျွန်တော်နှစ်ဒီတို့လာမဲ့16ရက်2လ2026တနင်္လာနေ့မှာထိပ်စီးဖြစ်တယ်မြင်တဲ့အတိုင်းပဲ9ထိပ်စီးနဲ့2ထိပ်စီးဆိုပြီးနှလုံးရရှိပြီဘယ်ထိပ်စီးကကျွန်တော်မိတ်ဆွေတွေအတွက်အကြိုက်ဆုံးအားရဆုံးဖြစ်လေကျွန်တော်ကိုအကြံပြုစေခြင်းနဲ့အခုဆိုရင်ကျွန်တော်တို့ကထိပ်စီးဆိုင်လေးပြပြီးပြီဆိုတော့နောက်ပိတ်ဆိုင်လေးကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်3နဲ့9နဲ့ပေါင်းခြင်းကဘာရလဲဆိုလို့ရှိရင်9ရတယ်9ရဲ့3ရဲ့9ရဲ့ပေါင်းတယ်3နဲ့9နဲ့ပေါင်းခြင်းက9ကိုရတယ်9ရဲ့နက်ခတ်က6ကိုပေးတယ်မဆိုလို့ရှိရင်နက်ခတ်က6ကိုမှတ်ထားပြီဒါနက်ခတ်က6ကိုပေးတယ်နက်ခတ်က6ကိုပေးတယ်မဆိုလို့ရှိရင်လည်း9နဲ့6ပေါင်းလိုက်မယ်9နဲ့ sorry နော်မြောင်ကြီးဖြစ်နေလို့9နဲ့6 9နဲ့6 9နဲ့6ပေါင်းရမယ်9နဲ့6နဲ့ပေါင်းတော့sorry နော်ဒီမဲ့196ပေါင်းရမှာ sorry 196ပေါင်းခြင်းရမှာ196ကိုပေါင်းခြင်းသည်196ပေါင်းခြင်းသည်6ကိုပေးတယ်196ပေါင်းခြင်း6ကိုပေးတယ်ဒီမှာဆိုလို့ရှိရင်လည်း9နဲ့9နဲ့9ရဲ့9ရဲ့ပေါင်းရမယ်9ရဲ့9ရဲ့9ရဲ့ပေါင်းခြင်းက4ကိုနက်ခတ်ချင်ရင်2ကိုပေးတယ်ဒီမှာ2ကိုမှတ်ထားမယ်နော်2ကိုပေးတယ်4ကိုနက်ခတ်ချင်ရင်2ကိုပေးတယ်အဲ့နေ့ဒီဘာဖြစ်ရမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာစက်ကြည့်လိုက်အောင်933ညပေါင်းခြင်းဒီဘာရလဲဆိုလို့ရှိရင်ကျွန်တော်တို့933ညပေါင်းခြင်းကကျွန်တော်2ဖြစ်တယ်2ဖြစ်သွားတယ်နော်3ည9ပေါင်းခြင်းက9ရတယ်9ရဲ့နက်ခတ်က6ပြီးတော့မဆိုလို့ရှိရင်လေ196ပေါင်းခြင်းက6ရတယ်9နဲ့9နဲ့ပေါင်းခြင်းက4နက်ခတ်က2ကိုပေးတယ်4နဲ့2ကိုပေးတယ်933ညပေါင်းခြင်းကလည်း2ကိုရရှိတာဖြစ်တယ်အခုထပ်မံပြီးတော့16ရက်2လပိုင်း2026အတွက်နောက်ပိတ်ပထမမူကိုထုတ်နောက်ပိတ်ပထမမူကိုထပ်ပြီးတော့ကျွန်တော်တို့ကနေပြီးတော့ထုတ်ပြပါတော့မယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပါရှင်းတဲ့နှစ်ကိုပေါင်းကြည့်ရမယ်ရှင်းတဲ့နှစ်ပေါင်းခြင်းက3ညကိုနက်ခတ်ပြောင်းပေးရမယ်3ညရဲ့နက်ခတ်ကခွန်ကိုရရှိရပေါ့နော်3ညရဲ့နက်ခတ်ကခွန်ကိုရရှိတယ်အဲ့ဒီခွန်ဒီကျွန်တော်တို့ကဒီမှာရှိတဲ့1ရဲ့5ရဲ့လွတ်နေတဲ့ကဏ္ဍပေါင်းခြင်းဒီခွန်ဆိုပြီးတော့ဆင်းရမယ်တင်5ပေါင်းခြင်းက6တင်5ပေါင်းခြင်းက6ကြတော့တင်5ပေါင်းခြင်းက6ပဲရှိသေးတယ်ခွန်ဖြစ်ချင်ရင်ဒီမှာကျွန်တော်တို့ကတစ်လုံးထပ်ပေါင်းပေးရမယ်အဲ့ဒါဆိုလို့ရှိရင်တင်5တစ်ပေါင်းခြင်းဒီခွန်ဖြစ်နိုင်တယ်အဲ့ဒါကြောင့်မလို့တစ်ဒီကျွန်တော်တို့လာမဲ့16ရက်2လပိုင်း2026တနင်္လာနေ့အတွက်နောက်ပိတ်ဖြစ်သွားပြီးစက်ကြည့်ကြရအောင်နောက်ထပ်ဒုတိယ site ကတော့ညနေကိုပေါင်းခြင်းဒီတစ်ကိုပေးတယ်အဲ့ဒီတစ်ဒီကျွန်တော်တို့ကဘာဆက်ဖြစ်လဲဆိုလို့ရှိရင်133ဒီမှာ133
တစ်တုံညာတစ်တုံညာတုံညာကတစ်ဆိုပြီးတော့ပေးသွားတယ်ပေါ့နော်တစ်ဆိုပြီးပေးသွားတယ်ပေါ့နော်3ရဲ့9ရဲ့ပေါင်းခြင်းက3ရဲ့9ရဲ့ပေါင်းခြင်းက2ဆိုပြီးတော့ပေးသွားတယ်နော်3ရဲ့9ရဲ့ပေါင်းခြင်းကလည်း2ကိုပေးတယ်ဒီမှာကျွန်တော်တို့က2နဲ့9ပေါင်းခြင်းက3နဲ့9ပေါင်းခြင်းက2ကိုပေးတယ်ဒီမှာကျွန်တော်9နှစ်1ပေါင်းခြင်းကလည်း9နှစ်1ရဲ့ပေါင်းခြင်းကလည်း2ကိုပေးတယ်ဒီမှာကျွန်တော်တို့က9နဲ့2ပေါင်းခြင်းကလည်း1ကိုချပေးထားတယ်9နဲ့1ပေါင်းခြင်းက1မလို့1 3ည1 3ည3ည1 3ည3ညပေါင်းခြင်းကလည်း1ကိုပေးတယ်ဒီမှာဆိုလဲကျွန်တော်တို့က9နှစ်1ပေါင်းခြင်းကလည်း2ဆိုပြီးရရှိတယ်ထပ်ပြီးတော့ကြည့်လိုက်ရအောင်ဒီ3ည8ဒီ3ည8ကိုပေါင်းပေးရမယ်နော်3ည8ကိုပေါင်းပေးရမယ်3ညရဲ့8ရဲ့ပေါင်းခြင်းက8ကိုရရှိတယ်အဲ့ဒီ8ဒီဘာဖြစ်ရမလဲဆိုလို့ရှိရင်ဒီမှာရှိတဲ့1ရဲ့6ရဲ့လွတ်နေတဲ့ကလန်တစ်လုံးပေါင်းခြင်းဒီ8ရရမယ်လောလောဆယ်မှာ1နဲ့6ပေါင်းခြင်းကခွန်မဲရှိတယ်အဲ့ဒီတော့8ဖြစ်ချင်တယ်ဆိုလို့ရှိရင်1ထပ်ပေါင်းပေးရမယ်1ထပ်ပေါင်းပေးရမယ်1ထပ်ပေါင်းလို့ရှိရင်1ထပ်ပေါင်းခြင်းက8ဖြစ်နိုင်တယ်1ဒီလာမယ့်တနင်္လာနေ့16ရက်2လပိုင်း2026အတွက်နောက်ပိတ်ဖြစ်သည်အဲ့တော့အခုဆိုလို့ရှိရင်မြင်တွေ့တဲ့အတိုင်းပဲ9နဲ့2ဆိုပြီးတော့နှစ်ကွက်ရရှိပြီကျွန်တော်မိတ်ဆွေတွေကဘယ်အကွက်ကိုအကြိုက်ဆုံးအားရဆုံးဖြစ်မလဲ9ရက်တွေမှာလည်းဒူရီ3ရီကိုအချိန်မြန်ပြသပေးသွားပါမယ်လာမယ်16ရက်2လပိုင်း2026တနင်္လာနေ့အတွက်ဒူရီ3ရီကိုပထမဆုံးကဏ္ဍကတော့မြင်တဲ့အတိုင်းပဲ9 ဒုတိယကဏ္ဍကတော့2 9 ရဲ့ကိုရရှိတယ်နောက်ထပ်မိတ်ဆွေတွေကိုမေတ္တာလက်ဆောင်အနေနဲ့ကျွန်တော်ကနေပြီးတော့1 4ရဲ့1ခွင်ဆိုပြီးတော့ထပ်ထည့်ပေးထားရပေါ့နော်မြင်ရလားမသိဘူး9 1 2 1 1 4 1ခွန်မြင်ရလားမသိဘူးနော်နောက်ထပ်မိတ်ဆွေတို့ထည့်ပေးလိုက်တယ်အကြိုက်ဆုံးကဏ္ဍဖြစ်တဲ့1ကိုအကြိုက်ဆုံးပဲကျွန်တော်ကsorry အကြိုက်ဆုံးက1ပဲကျွန်တော်1ကိုအကြိုက်ဆုံးဖြစ်တယ်နော်လာမယ့်တနင်္လာနေ့16ရက်2လပိုင်း2026အကြိုက်ဆုံးကဏ္ဍကတော့1ပေါ့နော်အဲဒီတော့1ကြရင်1ကစားမယ်5ကြရင်5ကိုကစားမယ်နော်ကြလို့ရှိရင်1ကြရင်1ကိုကစား5ကြရင်5ကိုကစားပေါ့နော်မိတ်ဆွေတို့ကကြိုက်တဲ့ကဏ္ဍကိုကစားပေါ့နော်အခွေကြိုက်တဲ့သူတွေတက်ဆိုလို့ရှိရင်လေဒီအခွေသမားတွေကတော့เนาะကျွန်တော်ကနေပြီးတော့တင်ငါခုနှစ်အဲ့ဒါကိုခွေရမှာဖြစ်တယ်ဒီတင်ငါခုနှစ်ကိုခွေထိုးပေါ့เนาะလာမယ်တနင်္လာနေ့16ရက်2လပိုင်း2026အဲ့ဒီမှာတေချာပေါက်ချင်တယ်ဆိုလို့ရှိရင်9 1 2 1 1 4 1ခွန်အဲ့ဒါပေါ့ကျွန်တော်အကြိုက်ဆုံးပေါ့เนาะအကြိုက်ဆုံးကဘာလဲဆိုလို့ရှိရင်1ကိုအကြိုက်ဆုံးပဲတင်ငါခုနှစ်ကိုခွေသမားတွေကခွေထိုးပြီပေါ့เนาะဒီတင်ငါခုနှစ်ကတော့ခွေထိုးမဲ့သူတွေကတော့ဒီတင်ငါခုနှစ်ကိုခွေထိုးပြီးပါเนาะနောက်ပြီးတော့ကျွန်တော်ကနေပြီးတော့ 3D ကိုလည်းမျက်စာလက်ဆောင်အနေနဲ့ထည့်ပေးလိုက်ပါတယ်เนาะ 3D ကိုကျွန်တော်မျက်စာလက်ဆောင်အနေနဲ့ထည့်ပေးလိုက်တယ်เนาะဒါကတော့မိတ်ဆွေတို့ကြိုက်ရင်ထိုးမကြိုက်ရင်မထိုးနဲ့ကျွန်တော်ကနေပြီးတော့မျက်စာလက်ဆောင်အနေနဲ့ထည့်ပေးတာဖြစ်တယ်အဲ့ဒါဆိုဘာလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်3D ကိုကျွန်တော်ကမေတ္တာလက်ဆောင်အနေနဲ့55833ခွန်ဆိုပြီးတော့ကျွန်တော်နှစ်ခွက်ချပေးထားတယ်ပေါ့နော်ဒါကတော့မေတ္တာလက်ဆောင်ပေါ့နော်အကြိုက်ဆုံးအကောင်းဆုံးကိုရွေးချယ်ပေးထားတာမို့ကံကောင်းပါလိမ့်မယ်ကျွန်တော်မိတ်ဆွေများပေါက်ကြပါစေလို့သွတ်မှုကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာကျွန်တော်မိတ်ဆွေများ2D ရော 3D ရောပေါက်ကြပါစေခင်ဗျာ
ဟုတ်ကဲ့ပါဗီဒီယိုလေးကိုအဆုံးထိလိုက်ပြီးကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာကဲလာမယ့်တနင်္လာနေ့16ရက်2လပိုင်း2026မှာအားလုံးပေါက်ကြပါစေခင်ဗျာ